မင်းမယ်လေကွာတရက်ဒီဂိမ်းနဲ့ဆော့နေတာပဲဘာလို့မလို့ငါလုပ်ငန်းလေးလိုက်ရအောင်လေမင်းဂိမ်းနဲ့ဆော့တယ်အာရုံမရဘူးမင်းတရက်နဲ့စိတ်ပြက်နေပြီကိုယ်ဒီဘုံတပွဲပြီးတော့တပွဲပြီးမှဆက်ပြီအမေဖုန်းချငါမင်းကိုပြောကြရရှိတယ်မင်းတော်တော်မှလူလူကြီးကြီးဖြစ်နေအတန်မှပိတ်ထားမင်းတရက်နဲ့အဲ့လိုဂိမ်းဆော့နေတာအိမ်လိုက်စားလိုက်ဂိမ်းဆော့လိုက်နေအိမ်မှာအချိန်ကြီးကုန်တယ်တရက်နဲ့အချိန်ကြီးကမင်းကုန်နေပြီမင်းငါလုပ်ငန်းထဲမှာဦးစီးဥပကန်လုပ်ခဲ့မယ်ဆိုငါလည်းအေးစီးနားကျင်နေပြီမင်းငါလုပ်ငန်းထဲမှာဝင်လိုက်တော့ညင်ကိုလိုကတော့ဝင်ချင်းအဲ့လိုအပြင်မှာပတ်သွားပြီးနေဘူးမှာလိုက်လုံတော့မလုပ်ရှင်ဘူးမင်းအဲ့လိုလုပ်ငန်းမလုပ်ဘဲနဲ့ဂိမ်းဆော့နေလို့တော့မဖြစ်ဘူးညီလေးမင်းနောင်ရေးအတွက်ဘဝနောင်ရေးအတွက်အလုပ်တစ်ခုခုလုပ်မှကိုရမယ်ကိုယ်လုပ်ငန်းထဲမှာမင်းဝါနာမပါဘူးဆိုလို့ရှိရင်အေးစီးအရေးထဲမှာနေအရေးထဲမှာလုပ်လို့ရမယ်အလုပ်တစ်ခုကိုစုံစမ်းထားတာရှိတယ်မင်းလုပ်မလားအဲ့လိုမျိုးရှာပေးရောမင်းလုပ်မလားပြောအေးစီးနေရမယ်အချိန်ထဲမှာလုပ်ရမယ်ဘယ်လိုလုပ်မျိုးအကြောင်းကြီးစုနေမြေစနစ်ထဲမှာ Global ID ဆိုတဲ့တင်နန်းကြောင်းဖွင့်ထားတာရှိတယ်ဟိုလက်ဖက်ဆိုင်မှာတွေ့တော့အဲ့တင်နန်းကြောင်းကိုခဏခဏပြောနေတာရှိတယ်အဲ့တင်နန်းကြောင်းကိုမင်းဟုံးမြတင်နန်းကြောင်းဟိုဟာသွားစုံစမ်းမယ်လုပ်မလားဝါသနာပါလားဖုန်းဆိုရင်တော့ဝါသနာပါနိုင်ရချစ်ဟိုနိုင်တင်ဟုတ်ပြီကိုကြီးလုပ်ငန်းထဲမှာဝါသနာပါဘူးမလုပ်ဘူးဆိုလို့ရှိရင်အဲ့တင်နန်းကိုတခြားတက်နော်တင်နန်းကိုစုံစမ်းမယ်ဘာကနနာစုံစမ်းမယ်အကိုကြီးစုံစမ်းပေးမယ်တင်နန်းကြီးသွင်းပေးမယ်တခြားတော့ရအောင်လုပ်ဟုတ်ပြီနော်ဆိုတော့ကိုလိုက်ပြီးတော့စုံစမ်းပေးမယ်အဲ့လုပ်ငန်းတစ်ခုကိုမင်းဇောက်ချပြီးဝါသနာပါလို့ဇောက်ချပြီးလုပ်မယ်ဆိုရင်ကိုအပ်ပေးမယ်ဟုတ်ပြီလားအဲ့အရင်ဆုံးသွားပြီးစုံစမ်းကြည့်မယ်လေအေးဟုတ်ပြီလို့လဲပတိနေမှာပဲရဒီเจ้าကြီးသူထဲမှာလို့ပြောတယ်ကိုလိုက်ပြီးတော့တင်တန်းကိုချက်စုံစမ်းမယ်မင်းအတွက်နောင်ရေးလဲကိုစိတ်အေးချင်နေပြီဟုတ်ပြီလားနော်တရက်နဲ့မင်းဂိမ်းဆော့အောင်လဲကိုလည်းမကြည့်ရဘူးဟုတ်ပြီနော်ညီအာဝန်နေတော်တော်နောက်နေပြီကိုလည်းဟုတ်ပြီနော်ဟုတ်အေးအဲ့ဒါသွားမယ်နားမှာနဲ့တူတယ်နော်ဆိုင်ဖို့တခြားကြည့်ရညီလေးဟုတ်ပါထက်ရည်လားဟုတ်ပါခလိုရည်ဟို program ဆိုင်ဖို့တွေ့ပြီနော်โอเคအဲ့ဒါဒီလမ်းနဲ့ကိုဝင်လိုက်ဒီလမ်းကြားရဲမှာဒီတနန်းနဲ့တူလားဟုတ်မယ်လားဒီနော်ဟုတ်တယ်မလား400 1500 400 1500လေးလေးဟုတ်ပြီအဲ့လိုဒီလမ်းကြားထဲမှာဖြည့်တာတော့သိကြပြီတင်တန်းဟုတ်ပြီနော်မင်းဆိုင်ဖို့တခြားကြည့်တာညီလေးတနန်းချောင်းနေဟုတ်ပါဆိုင်ဖို့ကြီးဟောအေးဟုတ်ပြီဒီဘက် ID ကိုဝိုင်းထွန်းပြီးဆက်တာတောင်းကြည့်ထီးရှိဝင်နေပါရဲ့ဟောရန်ကုန်ကနေ professional ဆရာကြီးနဲ့သင်ကြားပေးတယ်ဆိုဟုတ်စင်ပြေပါပါညီဟုတ်ပြီနော်ဟိုတနန်းကတင်းလွဲမှာအဲ့ပြီးအသေးစိတ်ဘိုးသွားပြီးစုံစမ်းမယ်ဟုတ်ပြီနော်ညီဆိုင်ငယ်တော့အများကြီးပဲအဲမှာအေးစစမ်းအရေးထဲမှာလှုပ်ချင်တယ်ဆိုတော့ဒီတနန်းနဲ့မင်းလုံးနေတော့ကွက်တိဖြစ်ပြီဟဲ့ဟုတ်ရိုးပဲ ID တင်တန်းကြောင်းတွေ့ပြီကွာဒီမှာဆိုင်းဘုတ်တော့တွေ့နေပြီတင်တန်းထဲမှာဘာကြီးတင်ကြားနေလဲအဲ့လိုဟိုစာပေးလက်ပိတ်ပေါ့နော်ဘာကြီးတင်ကြားနေလဲငါတို့တင်တန်းကိုတစ်ချက်သွားကြည့်အောင်စုံစမ်းမလားဆိုင်ငယ်တော့တွေ့တယ်ကွာတင်တန်းသားကြီးတော့တော်တော်များတယ်နော်โอเคချက်ဟိုဖောင်းလာတင်တန်းကြီးဘယ်လောက်ရှိတယ်တစ်ချက်စုံစမ်းကြည့်လိုက်ပါနော်ညီတော့ကိုမင်္ဂလာပါဗျကျွန်တော်ကျော်ဆွေပါဟုတ်တော့ပါလေ global ID ကနေပြီးတော့မှတင်တန်းကြောင်းအတွက်တင်တန်းဟိုတင်တန်းကြီးလေးတွေရဲ့တော့တင်တန်းတက်ရှင်တဲ့လူတွေအတွက်တင်တန်းကြီးလေးရဲ့ဒီမှာဘာကြီးတင်ချပို့ကြနေလဲဆိုတော့အားလေးကိုတိုက်ပြီးတော့လာမေးပြီးစုံစမ်းတာပါဗျရပါတယ်ဟုတ်ဟုတ်ပါတော့ဟုတ်ပါလေကျွန်တော်လည်းထိုးဝင်နေတာဗျဟုတ်ကဲ့ပါဗျဟုတ်ကျွန်တော်ညီလေးတွေကိုလည်းဟိုတင်တန်းတက်ပြီးတော့ပေါ့လေလောက်ကင်ဒီကြားနဲ့ကိုပိုင်လုပ်ငန်းလေးလုပ်စေချင်တာပေါ့နော်ကိုပိုင်လုပ်ငန်းလုပ်စေချင်တာဖြစ်တဲ့အတွက်ဟိုတင်တန်းဘာကြီးပို့ချနေလဲဘာကြီးတင်နေလဲဘာတရားတွေကိုတင်ကြပေးလဲတင်တန်းပြီးရင်ဘာတွေလုပ်လို့ရလဲပေါ့တန်ခွမ်းကြောင်းပညာတစ်ခုကိုတော့ဟိုစုံစမ်းနေတာပေါ့ပြီးရင်တင်တန်းကြီးရယ်ပေါ့နော်တင်တန်းအချိန်ကဘယ်လောက်ချိန်ကာလအနေနဲ့အချိန်ဘယ်လောက်ရှိလဲပေါ့အဲ့ဒါလေးကိုလာပြီးတော့သိချင်တာဖြစ်တဲ့အတွက်ဒါစုံစမ်းတာပါဟုတ်ကဲ့ဒီလိုညီငယ်တွေလည်းတက်ဖို့အဲ့တော့ရွာမှာလည်းအဲ့လိုညီငယ်တွေရှိရကြအပေါ်မှာလည်းဒီအဲ့လေးတွေကိုပေါ့ဟိုတက်ချင်တာပေါ့လေသူတို့တန်ခွမ်းကြောင်းပညာတစ်ခုနဲ့ရက်တည်လို့ရအောင်ပေါ့နော်ဟုတ်ကဲ့ဖြစ်တဲ့အတွက်ကျွန်တော်တင်တန်းဟိုချက်ဟိုတင်တန်းသားတွေကိုချက်ရပါတယ်ကျွန်တော်ကိုမေးတာထက်အောက်မှာရှိတဲ့ကျွန်တော်တို့လက်ရှိသင်ကြားနေတဲ့လူတွေပို့ပြီးတော့ဟိုဒါပါလဲကြာမယ်ပြီးရင်သူတို့ရဲ့အဖြေမှန်တွေကိုလည်းဒီလေးတွေသိရသူတို့ရဲ့ကျွန်တော်တို့ဒီတင်တန်းကျောင်းရဲ့သင်ကြားပို့ချနေတဲ့ပုံစံတွေရဲ့သင်တန်းကြီးဘယ်လောက်ရှိတယ်ဆိုတဲ့ဟာတွေကိုဒီလေးမေးလို့ရပါတယ်သူတို့မှာကန့်သက်တာထိချုပ်ထားတာမရှိပါဘူးပုံမှန်လေးလေးမြင်တာပဲကိုချက်ကတာရှိပါတယ်အဲ့တော့ရပါတယ်ဒီလေးစကြိုက်မေးလို့ရပါတယ်ဟုတ်ကဲ့ပါဗျကျွန်တော်တင်တန်းလေးကိုချက်မေးကြည့်ပါဟုတ်ကဲ့အဲ့လိုလေးရတယ်ဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါဗျတင်တန်းဘာတန်နေလဲဘာတင်နေလဲတစ်ချက်ကြည့်လိုက်နော်ကြည့်လိုက်ဟာနော်တက်ရကျုပ်ပြောပါဟိုလေတင်တန်းအတွက်လေမျိုးအတွက်ဘာကြီးကျိုးကျေးဇူးရှိလဲဆိုတော့မိကုန်းလေးကိုတစ်ချက်မေးလို့ရမလားညီရ
ဟုတ်ကဲ့ချက်မေးမယ်နော်ဒီတင်တဲ့တက်တာတော့လည်းအနောက်ဆက်ဖြစ်သွားရင်တော့ဟိုတောင်းပါပါတယ်ဟိုကလေဒီတင်တန်းကိုဟိုဘယ်ကနေစပြီးတော့ဟိုတွေ့ပြီးတော့တက်ဖြစ်တာလဲလေ ကျွန်တော် line ပေါ်နဲ့တွေ့ရ အလိုင်းပေါ်နဲ့တွေ့ရဗျဟုတ် TikTok နဲ့တွေ့ရ အော်တက်တော့လည်းတွေ့ရနော်ဟုတ်ကဲ့ဟုတ်ဟိုဒီမြို့တောင်းကြီးမြို့ပါပဲလား မဟုတ်ရင်ကျိုင်းတော်နေတာ ကျိုင်းတော်လေဟောဟုတ်ကဲ့ဟိုဒီတင်တန်းမှာစာရွေးလက်တွေ့ပေါ့နော်ဘာတွေကြိုးကျေးဇူးရှိလဲဆိုတဲ့ဟာမျိုးစာရွေးရောလက်တွေ့ရောတင်ကြမှု software ပိုင်းရော hardware ပိုင်းရောပေါ့ဘာတွေတင်ကြမှုမှာ effective ဖြစ်လဲဆိုတဲ့ဟာလေးချက်သိချင်ပါတယ်လေ ဟောစာတွေ့ရလက်တွေ့ရောဆရာကြီးအကုန်လုံးတင်ပြကောင်းပါတယ် ဟုတ်ကဲ့ ဒါတယောက်ချင်းစီအကုန်လုံး like ပြပြီးတော့တင်ပြတယ် ဟုတ်ကဲ့ဟုတ် software ဆိုလဲဆရာနှစ်ယောက်တခြားကြည့်ပြီးတင်ပြတယ် ဟုတ်ကဲ့ဟုတ် တင်တဲ့ပြီးရင်တော့ဖုံးပြင်ဆိုင်လေးဖွင့်ဖို့တော့စီစဉ်လိုက်ရတယ် ဟုတ်ကဲ့ဟုတ်ဒီလေတင်တန်းတက်ဖို့အတွက်ဟိုဟာပေါ့ဟိုဘာရေးကြံပေးခြင်းလဲဆိုတာချက်ပြောရအောင် တင်တဲ့တက်ဖို့အတွက်ကျွန်တော်အစတော့တောင်ကြီးမှာဒီမျိုးဖုံးပြင်တင်တန်းမရှိဘူးလို့ကျွန်တော်ထင်တာဒါပေမဲ့ကျွန်တော် line ပေါ်နေရှာကြည့်တဲ့အချိန်မှာဒီမျိုးဖုံးပြင်တင်တန်းကိုတွေ့တာဒီမျိုးတင်တန်းကောင်းလေးရှိတော့ကျွန်တော်နောက်ကိုလည်းပြောချင်တာ ဘာဖုန်း ကိုဝါနာပါလို့ရှိရင်ဒီ global ID ကိုလာဖို့ကျွန်တော်ပြောချင်တယ် ဟုတ်ကဲ့ပါဗျဒီမင်္ဂလာပါဗျကဲဒီကမရှိပါဘူးဟိုလေဒီတင်တန်းလေးနဲ့ပတ်သက်ပြီးတော့မိကုန်းလေးတွေကိုမေးစရာရှိလို့ပေါ့နော်ကိုညီတွေလည်းဒီတင်တန်းကိုတက်ခိုင်းစေချင်တာပေါ့နော်လက်မှုပညာတခုတက်စေချင်တာတက်ခိုင်းမှာဖြစ်တဲ့အတွက်ဒီတင်တန်းရဲ့အကျိုးကျေးဇူးရှိတာလေးတွေကိုဟိုကဒီလာဆောင်စမ်းတာဖြစ်တဲ့အတွက်ဟိုတက်ရှိပြီးတော့ဒီတင်တန်းကိုဒီလေးတက်ဖို့လေဟိုဘယ်ကနေစပြီးတော့ဟိုတက်ဖို့အတွက်ဟိုရည်ရွယ်ပြီးတော့တက်ဖြစ်တာဘယ်ကနေစတွေ့ရအောင်ဒီတင်တန်းကိုလေ တန်းဟုတ်လားကျွန်တော်နေတဲ့ဒီတင်တန်းကိုတက်ရှင်တာတော်တော်လေးတော့ကြာပါပြီအဲ့ဒါကိုကျွန်တော်ဘယ်နဲ့စတွေ့ခဲ့တော့ like channel လည်းကြာပြီဒါပေမဲ့အမှမှဒီရှမ်းတောင် writer နေပြီးတော့မှအပတ်စဉ်အပတ်စဉ်တစ်ချိန်ကိုတယောက်ခေါ်ပြတယ်ပေါ့အဲဆိုတော့အဲ့နေပြီးတော့ကျွန်တော်ကဒီတင်တန်းနဲ့တက်ရှင်တဲ့အတွက်တော့ရောက်ပြီးတော့မှကျွန်တော်writer အနေနဲ့ပေါ့အဲ့လိုမျိုးလေးဒီရှမ်းတောင်နေရောတင်ကြပြရဆိုပြီးတော့မှဒီရောက်လာရောက်ပြီးတော့ join ဖြစ်ပြီးတော့မှကျွန်တော်ဒီမှာတက်ဖြစ်တာပါခင်ဗျ ဟုတ်ကဲ့ဟိုလေ ။ညမှုနေနဲ့စစ်ကျင်တဲ့မှုကတော်တော်လေးစစ်ကျင်တဲ့မှုရှိပါတယ်ဗျ။တော်တော်လေးလက်ကောင်းပါတယ်။ဘာလို့ဆိုတော့သူကဒီမီးမလာတဲ့အချိန်တွေဆိုတော့မီးစက်နှုတ်ပြီးတော့မှတင်ကြပေးတယ်။ပြီးတော့အကုန်လုံးကိုဒီဆက်ပစ္စည်းနဲ့အစုံလင်နဲ့အကုန်တင်ကြပေးတဲ့အတွက်ဟိုပို့ပြီးတော့လူငယ်နဲ့ထိရောက်မှုရှိပါတယ်ဗျ။ကျွန်တော်နေတော်တော်လေးကျင်တဲ့မှုရှိပါတယ်ဗျ။အဆင်ပြေပါတယ်။ဟုတ် ဟိုညီလေးရည်ရွယ်ချက်ပေါ့နော်ညီလေးရည်ရွယ်ချက်ဘာလို့ဘာဟိုဒီတလန်းနဲ့အကျိုးပြုမဲ့ဟာတွေဘာလို့လို့ရည်ရွယ်ထားလဲချက်ပြောပြပါဦးညီ ။ဟောတင်တန်းပြီးသွားရင်တော့ကျွန်တော်ဒီservice ဆိုင်လေးကိုဟိုကောင်းကောင်းလေးဖွင့်ချင်တယ်ပေါ့အဲ့လိုမျိုးရည်ရွယ်ချက်လေးနဲ့လာရောက်ပြီးတော့မှဟိုဖွင့်ချင်တဲ့ရည်ရွယ်ချက်လေးပေါ့အဲ့လိုမျိုးလေးနဲ့ဖွင့်လာရောက်တက်ခြင်းဖြစ်ပါတယ်ခင်ဗျ ဟိုဒီတလန်းနဲ့ပတ်သက်ပြီးတော့ပေါ့လေဘာတွေညီလေးအနေနဲ့ဘာအကျိုးကျေးဇူးရှိတယ် effective ဖြစ်တယ်ဆိုတဲ့ဟာလေး sharing ပေါ့နော်အဲ့ဒါလေးနောက်ဆုံးမိကွန်းလေးညီလေးတစ်ချက်ကျေးဇူးပြဖြေပေးပါဦးညီ ဟုတ်ကဲ့တခြားလုပ်တဲ့ဆိုင်ဒီပုံပညာရတော်တော်လေးကောင်းပါတယ်ပေါ့ အဓိကတော့ထမင်းသားလက်မှတ်ပေါ့ ဒီမင်းစားလက်မှတ်လေးအတက်မွေးတယ်အတက်မွေးကြ တခုဟိုသင်ကြားတဲ့အတွက်ဟိုအချိန်မီအကျိုးပြု အကျိုးပြုနိုင်တယ် ဟောဘဝအတွက်တစ်သက်လုံးအကျိုးပြုနိုင်တယ်တလန်းဖြစ်တယ်လို့ပြောချင်တာ ဟုတ်ပါတယ် ဟုတ်ကဲ့ပါဗျာဦးလိုအသေးသေးဖြည့်ရှင်းပေးတဲ့ညီလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ညီဟုတ်ဒီလေးလည်းတိုးတက်အောင်မြင်ပါစေ ပေးစနေပြပါလိမ့် ဟုတ်ကဲ့ဆိုရင်ဒီကိုတို့ဟိုဟာအောက်ဘက်လေးပြီးတော့ဆော့ဝဲကန်ချက်တော့ကြည့်တာနော်ဒီတော့အနာတူချာတာစနေတကြရှိရနော်စီကံရှိအေးကောင်းတယ်ညီလေးလည်းဒီတလဲဟိုတက်ပြီးတော့တခြားဆရာကြီးတင်နေအောင်တခြားကြည့်ထားနော်ညီမင်္ဂလာပါကိုကျော်မဆွေပါဟုတ်ဒီခန်းကဆော့ဝဲကန်နော်ဆော့ဝဲကန်ဖြစ်တယ်ဒီတင်လန်းကိုဘယ်ကနေတွေ့ပြီးတော့တက်ဖြစ်တာလဲပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်အရင်ဆုံးသိချင်တာပါညီ ကျွန်တော် Facebook နဲ့တစ်စင်းကျွန်တော်တွေ့ပြီးတော့တက်ရောက်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဟုတ်ဒီတင်လန်းရဲ့ပို့ချတဲ့အပိုင်းမှာရောဆရာရဲ့တင်ချမှုအပိုင်းမှာရောအဆင်ပြေမှုရှိလားပေါ့နော် ဟုတ်ကဲ့အကုန်လုံးတော့စင်ပြေဗျာစိတ်ကြည်နေမှုလည်းရှိတယ်နောက်လာလည်းလူပြောလည်းတမူကန်ကြောင်းကတမူကန်ကြောင်းတင်တန်းတစ်ခွင့်နေတယ်တင်ချပို့ချပေးတဲ့အတွက်ကြောင့်မလို့လည်း comment လုပ်ပေးရဗျာဒီတင်တန်းပြီးတော့လည်းကျွန်တော်တို့ကဖုန်းတင်တန်းဆိုတော့တမူကန်ကြောင်းတစ်ခုပြတဲ့အတွက်ကြောင့်မလို့ဒီဖုန်းလောကလည်းကိုရောက်လာပြီးတဲ့အတွက်ကြောင့်လည်းဒီဖုန်းနဲ့ပတ်သက်ပြီးတော့တမူကန်ကြောင်းပြီးပြုလုပ်မယ်တော့ဆန္ဒဖြစ်ရဗျာ တန်ဖုံးမြင့်တန်လန်းကြောင်းဘလိုပိုင်းဒီတန်လန်းကြောင်းရဲ့ image လေးကိုဘလို sharing လုပ်ပေးခြင်းလဲတစ်ချက်ပြောပြပါဦးညီ share ဒီကျွန်တော်Facebook group ရဲ့ကျွန်တော် Facebook နဲ့ page ထောင်ထားရှိရဗျာပြီးရင်ကျွန်တော်လည်းpage ရှိထားတယ်ထောင်ထားရှိတယ်
investment share location နဲ့ဒီ group အန်ချီဆွဲနေတယ်ကိုရှာလို့လည်းရ အားလုံးရှိပါ ဟုတ်ကဲ့ပါ အဲ့ဒါကိုဒါ software ရော hardware ရောတန်တန်းနေကြည့်ပြီးဖြစ်တဲ့အတွက်ဟိုတန်တန်းကြီးကိုတစ်ခါတည်းတက်ဖို့တော့ဆရာနဲ့ဟိုလောက်လိုက်နော်ညီတန်တန်းကြီးပြောခဲ့တော့နော်ညီအဲ့ဆိုတော့ကျွန်တော်တို့ဒီတန်တန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သင်ကြားရတာပေါ့နော်သင်ကြားတဲ့ဟာလေးတွေတော့ဆရာဟို software ဘိုင်း hardware ဘိုင်းရောဟိုကလေးတွေ feedback တွေလည်းကောင်းတယ်အသေးစိတ်သိပြီးတော့လေ feedback လေးတွေကောင်းတဲ့အတွက်တန်တန်းကျွန်တော်ညီကိုတန်တန်းတစ်ခါတည်းဟိုပေးသွင်းပြီးတော့တခါတည်းအခက်လိုက်ပါဆရာ ဟုတ်ကဲ့ပါ နောက်ပတ်စင်ကဘယ်လောက်ထိရောက်သွားပြီလဲဆရာ ပတ်စင်က27လက်ရှိ29ရက်နေ့အားလာမှာဖွင့်မဲ့ပတ်စင်တော့တင်တဲ့ပတ်စင်73ပေါ့73မှာတက်မယ်ဆိုတော့ဒီချင်းတင်ကြပါမယ် อ๋อဟုတ်ကဲ့ဆရာတင်တန်းကာလရောဘယ်လိုသတ်မှတ်ထားလဲဆရာ တလားသတ်မှတ်ထား တလားသတ်မှတ်ထား ဒီကတော့တပတ်က9ရက်မနက်9နာရီပြီးဒီ3နာရီပြီးတနေ့နာတော့ကြာ9ရက်တက်ရမယ် ဟုတ်ကဲ့ပါဆရာဟိုတင်တန်းကြီးကတော့ကျွန်တော်ဘယ်လိုပေးသွင်းရမလဲတင်တန်းကြီးကဘယ်လောက်လဲရှိဘယ်လိုရှိလဲဗျ တနေ့ကြီးကတော့9သိန်းခွဲတော့9သိန်းခွဲတော့ကျွန်တော်တို့ကတင်တန်းရဲ့အားသာချက်အရေးကြစနစ်နဲ့လည်းလုပ်ရတယ်ဗျာအရေးကြဆိုတော့ပထမစတဲ့တဲ့ကျွန်တော်ပထမအရေးလေးစသွင်းရတယ်ပြီးတော့တလားပြရတယ်နောက်3သိန်းခွဲချက်သွင်းရတယ်အဲလိုလေးတော့ကျွန်တော်တို့က ဟောနှစ်ချိန်သွင်းလို့ရတယ်ပေါ့နော် ရတယ် ဒီခွဲ ဟုတ် ဟုတ် ကဲ့ ကဲ့ တက်နိုင်အောင်ဒီကာလာလေးကိုလုပ်ပြီးထားပါဗျာ อ๋อဟုတ်ကဲ့ပါဆရာအဲ့ဆိုရင်ကျွန်တော်တင်တန်းကြီးကို9သိန်းခွဲကိုတခါတည်းပေးသွင်းပြီးတော့ဆင်းလေးသွင်းထားခဲ့လိုက်ပါဗျာဆရာဟုတ်ကဲ့ပါဗျာဆရာခုတော့အသေးသေးရှင်းပြပေးတဲ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ပါအဲ့လိုလေတင်တန်းကိုတခြားပြီးပြီးဆိုင်ပြီးတော့တင်ကြနော်ဆရာရဲ့တင်ကြမှုကိုလည်းအာရုံစိုက်ပြီးတော့သိလာပြီးတော့ကျွမ်းကျင်တက်မြောက်အောင်တခါလုပ်ခဲ့ကြပါနော်ညီ ဟုတ်ကဲ့ကျွန်တော်ကစိတ်ချပါ ဟုတ်ညီလေးလည်းတခါဆရာကြီးဆက်ခဲ့ပါ ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါ ဟုတ်ပါအေးဒီတော့ကြတော့